မျိုးသားတယောက်ဟာကြက်ဥခုံကိုအပေါက်သေးသေးလေးဖြစ်အောင်ဂယူးတစ်စိုက်ဖောက်ပြီးအထဲကအနှစ်အချို့ကိုထုတ်ယူလိုက်ပါတယ်ပြီးနောက်သူပြင်ဆင်ထားတဲ့ရှုပ်ဝက်စာသားပါတဲ့စာရွက်လေးကိုကြက်ဥထဲထည့်လိုက်တဲ့အပေါက်ကိုကော်နဲ့ပိတ်ဆေးပြန်တုပ်လိုက်တဲ့အခါမှာတော့ကြက်ဥဟာပုံမှန်တိုင်းပြန်ဖြစ်သွားပါတော့တယ်အဲ့ဒီနောက်မှာတော့သူဟာပြစ်မှတ်ထားတဲ့သူကိုစောင့်နေခဲ့ပါတယ်ရုတ်တရက်တယောက်ကသူ့နောက်ကိုလိုက်နေတယ်လို့ခန်းစားလိုက်ရတယ်သူဟာသတင်းစာဖတ်နေတယ်လို့ဟန်ဆောင်ရဲ့အခြေအနေကိုအကဲခတ်ကြည့်လိုက်တဲ့အခါအေဂျင့်နှစ်ယောက်သူ့ကိုစောင့်ကြည့်နေတာကိုသတိထားမိသွားပါတယ်သူတို့ကိုအမြန်ဆုံးအဆက်ဖြောက်နိုင်မှသာသူ့ရဲ့အစီအစဉ်အောင်မြင်မှာဖြစ်လို့လူအုပ်ကြီးဖြတ်သွားတဲ့အချိန်မှာပဲသူဟာမျက်မှန်ကိုအမြန်ချွတ်ပြီးလူအုပ်ထဲရောနှောလိုက်ပါသွားပါတယ်အေဂျင့်တွေကတယောက်ကိုဖမ်းဆီးလိုက်ပေမဲ့လည်းလူမားသွားခဲ့ပါတယ်သူတို့ကိုမျက်ခြေဖြတ်ပြီးနောက်မှာတော့ထိုမျိုးသားဟာငကိုနေရာကိုပြန်သွားခဲ့ပါတယ်အကျဉ်းထောင်ထဲကိုအစားအသောက်သွားဖို့မဲ့အမျိုးသမီးတယောက်ကိုသူတွေ့လိုက်ပြီးချင်းကပ်လိုက်ပါတယ်အမျိုးသမီးကအန်တသွားတဲ့အခါသူကကျွန်တော်ကအခန်း90မှာအကျဉ်းချနေတဲ့ခင်ဗျားမျိုးသားရဲ့သူငယ်ချင်းမှာသူ့ကိုကယ်ထုတ်ဖို့စီစဉ်ထားတယ်လို့တိုးတိုးလေးပြောလိုက်ပါတယ်ပြီးတော့ဒီကြက်ဥကိုပါထည့်ပေးဖို့တောင်းဆိုခဲ့တယ်အမျိုးသမီးကကျမယောင်ချန်ကကြက်ဥမစားဘူးလို့ပြောပေမဲ့လည်းအမျိုးသားကဒီကြက်ဥသားအထဲရောက်သွားရင်သူ့ကိုကယ်နိုင်ပြီးလို့ဆိုတင်းပြောတာကြောင့်အမျိုးသမီးလည်းနားမလည်ပေမဲ့ကြက်ဥကိုယူသွားပေးခဲ့ပါတယ်ထောင်ထဲကကြက်ဟာကြက်ဥကိုမြင်မြင်ချင်းဒေါသထွက်သွားပါတယ်သူ့မိမကဘာလို့ကြက်ဥထည့်ပေးလိုက်တာလဲဆိုတာသူစဉ်းစားလို့မရဘူးဖြစ်နေတာပါဒါပေမဲ့ကြက်ရဲ့ထက်မြက်တဲ့အာယုံခံစားမှုကြောင့်တခုခုတော့မားနေပြီဆိုတာသူရိပ်မိလိုက်ပါတယ်သူကကြက်ဥကြိုက်တယ်လို့ဟန်ဆောင်ပြီးအခွန်ကိုဂယူးတစ်စိုက်နွားလိုက်တဲ့အခါမှာတော့အထဲကစာရွက်လေးကိုတွေ့သွားပါတယ်စာထဲမှာနယံကိုခောက်ပြီးမင်းရှိတဲ့နေရာကိုအတိပေးပါလို့ရေးထားတာပါကြက်ဟာသူ့ဖွဲ့သားတွေသူ့ကိုကယ်ဖို့စူးစမ်းနေပြီဆိုတာချက်ချင်းသဘောပေါက်သွားပါတယ်အနားကလူတစ်ယောက်ကစာရွက်ကိုဆက်စုကြည့်တဲ့အခါမှာတော့ကြက်ဟာအစီအစဉ်ပေါက်ကြားမှာဆိုလို့စာရွက်ရောကြက်ဥပါအမြန်ဝါးမျိုးလိုက်ပါတယ်ပြီးနောက်အဆောင်မြက်ကွယ်မှာသူ့ဖက်နှက်ကိုတုံးပြီးနယံကိုမမှန်လေးခောက်နေခဲ့ပါတယ်တစ်ဖက်မှာလည်းသူ့ဖွဲ့သားတွေဟာမြေအောက်ရေမြောင်းရဲကနေနားချက်ကိုတုံးပြီးအတန်နားဆွနေကြပါတယ်တနားရီလောက်ကြာမှာတော့အတန်ကိုကြားလိုက်ရပါပြီနှစ်ဖက်စလုံးကမော်စကိုကိုတုံးပြီးတီနေယာကိုအတီးပြုတ်လိုက်ကြတယ်နေရာတိကျတိရတာနဲ့ဖွဲ့သားတွေဟာရန်တွေကိုဆင်ပြီးစနက်တန်ကိုမိရှို့လိုက်ပါတယ်ဒုံးဆိုတဲ့ပောက်ကွဲတန်ကြီးနဲ့အတူအချင်းခန့်နံရံကြီးပွင့်ထွက်သွားပါတယ်အေဂျင့်တွေပောက်ကွဲတန်ကြားရာကိုအပြေးလွှားရောက်လာတဲ့အချိန်မှာတော့နောက်ကျသွားပါပြီကြက်ဟာအပေါက်ကနေတဆင့်အောင်မြင်စွာလွတ်မြောက်သွားခဲ့ပြီဖြစ်ပါတယ်